အသက်60ကျော်လာတဲ့အခါအရင်လိုအားအိမ်မပြေဝတော့တာစွမ်းဆောင်ရည်ကျဆင်းလာတာဟာအသက်ကြီးလာလို့ပဲဆိုပြီးလက်လျှော့ထားသလားတကယ်တော့ဒါဟာအသက်အရွယ်ကြောင့်ကြီးပဲမဟုတ်ပါဘူးရှင်တို့နေ့တိုင်းစားတောက်နေတဲ့အစားအစာတွေထဲမှာရှင်တို့ရဲ့အမျိုးသားဟော်မုန်းကိုတိတ်တဆိတ်ဖြစ်စည်းနေပြီးအားအိမ်တွေကိုကုန်ခန်းစေတဲ့အရာတွေပါဝင်နေပါတယ်အဆိုးဆုံးကတော့အခုပြောပြမယ့်အထဲကနံပါတ်၄အချက်ဟာရှင်တို့နေ့တိုင်းစားနေမိတဲ့အရာဖြစ်နေတာပါပဲရှင်တို့ရဲ့လိမ်မှုဘဝနဲ့ကျန်းမာရေးကိုဖျက်ဆီးနေတဲ့အစားအစာခုနှစ်မျိုးကြောင့်ကိုဆေးပညာအရအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အမျိုးသားတွေဟာအသက်ကြီးလာတာနဲ့အမျှဟော်မုန်းအနှဲငယ်လျော့နည်းလာတာဟာတဘာဝဖြစ်ပေမဲ့ရုတ်တရက်အားအိမ်ကုန်ခန်းသွားတာဟာအာဟာရမှားယွင်းမှုကြောင့်ဖြစ်တာများပါတယ်ရှင်တို့ရဲ့ခန္ဓာကိုယ်လန်းဆန်းမှုကိုပြန်လည်ရယူနိုင်ဖို့ဘယ်စားစာတွေကိုရှောင်ရမလဲဆိုတာအဲ့နဲ့အတူဆက်ပြီးကြည့်လိုက်ရအောင်ပဲပိဆက်နဲ့ပဲထွက်ပစ္စည်းများဘာကြောင့်လဲဆိုတော့ပဲပိဆက်မှာဖိုင်နိုအက်စထရိုဂျင်ပါဝင်လို့အမျိုးသားဟော်မုန်းတက်စတိုစတုန်းကိုဖိနှိပ်လိုက်ပါတယ်အဲ့ဒီတော့ပဲနို့အစားအော်မွန်စိတ်တို့ဒါမှမဟုတ်အုံတို့ကိုပြောင်းတော့ကြည့်ပါစီကြောစာများစီကြောစာတွေဟာသွေးကြောတွေကိုကျဉ်းစေပြီးမာကြောစေပါတယ်အမျိုးသားတွေရဲ့စွမ်းဆောင်ရည်ဟာသွေးလဲပတ်မှုအပေါ်အဓိကမူတည်တာကြောင့်သွေးကြောတွေပိတ်လာရင်စွမ်းဆောင်ရည်ကျဆင်းလာမှာပါစားကျင်တပတ်ဆိုရင်တော့စီအိုးထဲထည့်ကြော်မဲ့အစားအဖျာရသုံးတာဒါမှမဟုတ်ပေါင်းစားတာမျိုးဖုတ်စားတာမျိုးလုပ်ပါနောက်တစ်ခုကတော့ပူစီနံဒါကတော့လူတော်တော်များများအံ့ဩရမယ့်အချက်ပါပူစီနံဟာတက်ထရိုစတုန်းကိုကျဆင်းစေတဲ့အာနိသင်ရှိပါတယ်အစာကြေဖို့အတွက်ပူစီနံဒီကိုနေ့တိုင်းတောက်မဲ့အစားဂျင်းလက်ဖက်ရည်ဒါမှမဟုတ်ဂင်းဒီကိုပြောင်းတော့ပါနောက်ထပ်အရေးကြီးဆုံးကပေါင်မုံခောက်ဆွဲနဲ့တန့်စင်ထားသောကစီတက်များဘာကြောင့်အရေးကြီးလဲဆိုတော့ဒါဟာရှင်တို့နေ့တိုင်းစားနေတဲ့အရာပါအဖြူထဲကစီဓာတ်တွေဟာသွေးချိုကိုရုတ်တရက်တက်စေပြီးအင်ဆူလင်ကိုမြင့်တက်စေပါတယ်အင်ဆူလင်များလာရင်တက်ထရိုစတုန်းထုတ်လုပ်မှုကိုတိုက်ရိုက်ပိတ်ပင်လိုက်ပါတယ်အဲ့ဒီအပြင်ဘိုက်ခောက်ထွက်လာစေပြီးအဲ့ဒီအဆီတွေကတက်ထရိုစတုန်းကိုအက်စတိုဂျင်အဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်အဲ့ဒီတော့ပေါင်မုံဖြူထမင်းဖြူထက်အသီးရွက်ပိုစားပါဒီတစ်ခုကတော့အယ်ကိုဟောအထူးသဖြင့်ရှင်တို့အရန်ကြိုက်တဲ့ဘီယာမှာပါတဲ့ဟော့စ်ဟာအက်စထရိုဂျင်နဲ့ဆင်တူပါတယ်အယ်ကိုဟောဟာဟော်မုန်းထုတ်ပေးတဲ့ဆဲတွေကိုပျက်စီးစေပါတယ်ရှင်တို့အနေနဲ့လုံးဝမဖြတ်နိုင်ရင်တောင်ပမာဏကိုလျှော့ချပါနောက်တစ်ချက်ကတော့အသားရူးနဲ့အသားထွက်ပစ္စည်းများအဲ့ဒါဘာတွေလဲဆိုတော့ဝက်ဥချောင်းဟမ်ဘာဂါနဲ့အသားပြားတွေမှာဆိုဒီယမ်နဲ့ကြာရှည်ခံဆေးတွေအများများပါတယ်ဒါတွေကသွေးတိုးစေပြီးသွေးကြောနံရံတွေကိုပျက်စီးစေပါတယ်အဲ့ဒီတော့လက်ဆက်တဲ့အသားငါးနဲ့ဥတွေကိုသာရွေးချယ်စားသုံးပါနောက်ဆုံးတစ်ခုကတော့တကြားဒါဟာအဆိုးရွားဆုံးရန်သူပါတကြားဟာခန္ဓာကိုယ်တစ်ခုလုံးကိုရောင်ရမ်းစေပြီးဟော်မုန်းစနစ်ကိုကမောက်ကမဖြစ်စေပါတယ်အချိုစာတွေစားမဲ့အစားအသီးအနှံတွေပဲစားသုံးပါအရေးတကြီးတားမြစ်ချင်တာကတော့အချိုကြီးပါပဲဒိုင်ရက်ဆိုတာဖြစ်ဖြစ်ရိုးရိုးဆိုတာဖြစ်ဖြစ်ရှင်တို့ရဲ့စွမ်းဆောင်ရည်အတွက်အစိတ်ပါပဲဒီတော့အခုကစပြီးရှင်တို့ရဲ့အစားအစာတွေကိုပြောင်းလဲကြည့်ပါ၄ပတ်ကနေ၆ပတ်အတွင်းရှင်တို့ရဲ့အားအင်တွေပြန်တက်လာတာကိုတိတိတသာခံစားရပါလိမ့်မယ်အသက်ကြီးလာတာဟာအားနည်းသွားဖို့အတွက်အကြောင်းပြချက်မဟုတ်ပါဘူးရှင်တို့ရဲ့ခန္ဓာကိုယ်ကိုမှန်ကန်တဲ့အာဟာရကျွေးဖို့ပဲလိုတာပါယခုမျှဝေပေးခဲ့တဲ့အချက်လက်တွေဟာကျန်းမာရေးဗဟုသုတဖြစ်လေးလာထားတဲ့အချက်လက်တွေကိုမျှဝေပေးတာသာဖြစ်ပါတယ်ကျွမ်းကျင်တဲ့ဆရာဝန်ဒါမှမဟုတ်တက်ကျွမ်းသူများနဲ့တေချာတိုင်ပင်ဆွေးနွေးဖို့ကိုအလေးနက်ထားပြီးတိုက်တွန်းလိုပါတယ်ဒီနေ့ပြောပြသွားတဲ့နီးလန်းတွေကရှင်တို့အတွက်အသစ်အဆန်းဖြစ်စေမှာပါနောက်ထပ်လည်းအိတ်ခမ်းထဲကရှိုးဝက်ချက်တွေကိုသိချင်ရင်အိမ်ရဲ့ channel လေးကို follow လုပ်ထားပြီးဆက်လက်အားပေးကြပါဦးရှင်အားလုံးပဲအိမ်အောင်ရေးဒုက္ခအပြည့်အဝခံစားနိုင်ကြပါစေ